초아 바우미 레리마 아투피노 제제 바우미 레리 총리의 메리 바우미의 파웨 클레로 초블로다 소라는 초답자 비도와 봐면 너 디베이사 리아로 초아 설레레마 빨래로 동타래 바빌로 레 소로 홍리 배 태태 바리 배 태태 보노လုံချုံချုံထည့်နိုင်ဖို့ပြီးတော့ချိုကဒီမှာလက်ပေါက်ကလေးကိုတော့ခုနှစ်လက်မလောက်သုံးပေးထားမယ်နော်ချိုဒီလိုလေးချိုလို့ချုပ်လိုက်ပြီးရင်ချိုဒီလိုလှန်လိုက်မယ်လှန်ပြီးွားရင်နော်ဒီထိတ်ကလေးမှာချိုနည်းနည်းလေးခြံထားတယ်ဆိုတာအပေါ်ကကပတ်ပြားလေးတွေတက်တဲ့အခါတွဲဖို့ပါနော်ဒီလိုမျိုးလေးလုပ်ပြီးသွားပြီချိုတို့ဟုတ်ပြီဒီမှာဒီနေရာကိုကကြီးရအောင်ချိုကဒီလိုလေးထိတဲ့အထိတောက်လိုက်ဒီဘက်ကိုလည်းကကြီးရအောင်ချိုဒီလိုတောက်ပြီတောက်ပြီးွားရင်ချိုဒီပိတ်စကိုဒီလိုလှန်လိုက်မယ်လှန်ပြီးပြီနော်လှန်ပြီးွားပြီဆိုရင်ဒီမှာဒါလေးကိုချိုကအိတ်ပေါက်ကလေးကိုမှန်ဒါကကကြီးရတောက်လိုက်တဲ့အတွက်ပေါ်လာတယ်အိတ်ပေါက်ကလေးနော်အိတ်ပေါက်ကလေးကိုချိုတို့ဒီလိုချုပ်မယ်ဟောနော်နော်ပြီးွားရင်ချိုတို့ကဒီမှာချုပ်ပြီးပြီဆိုရင်ဒီအစကိုချိုတို့ဒီလိုပြန်လှန်လိုက်မယ်နော်ပြန်လှန်ရင်ဒီမှာအိတ်တွဲထားတဲ့အိတ်ကလေးပေါ်လာတဲ့အိတ်ကိုလည်းချိုတို့ကအပေါ်ကိုတင်ပြီးတော့နော်အပေါ်ကိုတင်တာနော်ချိုအစကိုပြီးရင်ဒီအောက်ဖက်ကလေးကိုချိုတို့ဒီလိုပိတ်လိုက်နော်ပိတ်လိုက်ပြီးွားပြီအဲ့လိုပိတ်ပြီးွားပြီဆိုရင်ဒီအခုပိတ်လိုက်တဲ့ဒီအစကိုချိုကဒီလိုပြန်လှန်လိုက်နော်စကိုပိတ်ပြီးသွားပြီနော်ဒီလိုလေးပိတ်ပြီးသွားပြီဆိုရင်ဒါလေးကိုဒီမှာအစာလေးကိုပိတ်ပြီးတော့ဒါလေးကိုအတက်လှန်လိုက်ပြီနော်လှန်လိုက်ပြီဆိုရင်ဟောဒီမှာပြီးသွားပြီဒီချိုရိုးတစ်ချောင်းကိုထည့်လိုက်တာနဲ့ပုံမဲ့ထည့်ပတ်စံအနေပဲထည့်လုံးဝဖက်ကြပြရမလို့အောင်တည်တတ်တယ်တိုက်ရက်တယ်ဖောက်အိတ်ချုံကြီး2 မိနစ်3 မိနစ်လေးအတွင်းမှာပဲဒီပေါင်းမီဖောက်အိတ်ကလေးကဒီမှာဒီလိုလေးဖြစ်သွားပြီနော်ချုပ်လို့ပြီးဆုံးသွားပါပြီဒီမှာကြည့်ပါနော်ပြီးွားပြီဆိုတော့မှကျတို့ကဒီဘက်မှာအိတ်မတက်ထားတဲ့ရွက်တစ်ရွက်ကိုတင်ပြီးတော့ဒီမှာဒီလိုတွဲပြီးပိတ်ပလိုက်နော်ဒီမှာအခုတွဲပြတဲ့အပိုင်းကိုကြတော့လေချုပ်တဲ့မေမေတွေကဓာတ်သက်ကလေးလိုက်ပြီးမှလည်းပြန်တွဲလို့ရတယ်လို့နှစ်ပေတဲ့ချုပ်ရိုးလေးနဲ့တွဲလဲရတယ်နော်ချိုကတော့ဒီလိုအရင်ဆုံးအိတ်ကလေးကိုပြချင်တာမလို့ဒီမှာဒါဆိုရင်ဖောက်အိတ်ကလေးဒီမှာအိတ်လေးအနဲ့ကြီးပဲနော်အိတ်တွေထည့်တဲ့အဆက်လေးပဲထည့်ဖုံးပဲထည့်လုံးဝထွက်ကြမှာမပူရတဲ့ဒီဖောက်အိတ်လေးတစ်ခုပြီးဆုံးသွားပါပြီရှင်ဒီအိတ်ကလေး